တရားရောက်ကကိုယ့်ကိုကြည့်နေတယ်လို့မျိုးဘယ်သူမှမရှိတဲ့နေရာမှာခံစားဖို့သလားအခုနှစ်ပေါင်း900တက်တန်ရှိတဲ့ရုံရင်းဆန်ခတ်ရေးတိုက်ကြီးထဲမှာညအိပ်ရမယ်လို့စိတ်ကူးကြည့်ပါအဲ့ဒီနေရာမှာလူမရှိတဲ့စင်ကြံတွေကခြေတံတွေကြားရပြီးဓာတ်ပုံတွေထဲမှာတစ်စေပုံရိပ်တွေမြင်ရတယ်ပြီးတော့မှောင်မိုက်ထဲမှာအေးဆက်နေတဲ့လက်တွေကကိုယ့်ကိုဆွဲကိုင်းနိုင်လို့ခံစားရတယ်ဒီရဲတိုက်တွေဟာပုံပြင်းတွေမဟုတ်ပါဘူးဒါတွေဟာတကယ်ရှိပြီးအရန်ကိုခြောက်ချဖို့ကောင်းပါတယ်ကဘာပေါ်မှာအကြောက်ရွံ့ဆုံးရဲတိုက်ခုနှစ်ခုနဲ့အဲ့ဒီနေရာတွေကိုခြောက်ချစရာချစ်ဆွေးခဲ့တဲ့ဖြစ်ရမှန်တွေကတော့ခုနှစ်ဆလိုဘီနီယာကပရီဂျာမာရဲတိုက်ကြောက်ဆောင်ကြီးထဲမှာတီးဆောက်ထားတဲ့ဒီရဲတိုက်ဟာနာမည်ကျော်တူပုံစစ်တီအီရာဇမ်လူကနေထိုင်ခဲ့တဲ့နေရာပါသူဟာလှုပ်ဝက်ဦးမင်းတွေကိုတုံးပြီးရန်သူတွေကိုတိုက်ခိုက်ခဲ့သူဖြစ်တယ်နောက်ဆုံးမှာတော့သူဟာတစ္ဆာဖောက်ခံရပြီးအင်တာတက်နေတော့အမြောက်ဆန်ထိမှန်ပြီးတည်ဆုံးခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူ့ရဲ့ဝိညာဉ်ဟာဦးမင်းတွေထဲမှာလှဲလဲနေတယ်လို့ဆိုကြတယ်ခရီးသွားတွေဟာဒန်ချက်ကအင်ဂျီထန်တွေကြောက်နေရန်တွေတဲကတိုးတိုးလေးပြောတန်တွေကြားရတယ်ဘယ်သူမှမရှိပဲတကားတွေအရှိန်နဲ့ပိတ်သွားတာမျိုးလဲကြုံရတယ်ရဲတိုက်ကိုအများပြည်သူလေ့လာနိုင်ပေမဲ့လမ်းညွန်အများစုကတော့မှောင်ပြီးရင်အထဲကိုတယောက်တည်းမသွားရဲကြဘူးတကယ်လို့သွားပစ်ခဲ့ရင်လည်းအိမ်သားတော့မသုံးမိပါစေနဲ့6ပြင်းမက dress home ရဲတိုက်ဒီနေရာမှာတရဲပေါင်း1000ကျော်6လက်နေတယ်လို့ဆိုကြတယ်အဲ့ဒီထဲမှာအဖြူရောင်ဝတ်စုံတဲ့အမျိုးသမီးဟာအစီအကံတအူးနဲ့ချိကြိုက်တာကိုဖခင်ဖြစ်သူတီးသွားပြီးနောက်နေရန်ထဲမှာအရှင်လက်ပိတ်လောင်ခံခဲ့ရသူဖြစ်တယ်သူမရဲ့အယိုးစုကိုအဖြူရောင်ဝတ်စုံတဲ့အတူပြုတ်ပြင်းမွမ်းမတ်မှုတွေလုံတုံးကတွေ့ရှိခဲ့တာပါအဲ့ဒီတွေကတော့သူမဟာနေရန်တွေတကားတွေကိုဖျက်တမ်းပြီးငိုကြွေးရင်းရှောက်သွားနေတာကိုမြင်ရတယ်လို့ပြောကြတယ်နောက်ကြီးရဲတိုက်ထဲမှာတေဆုံးခဲ့တဲ့ Bothwell မျိုးစားကြီးကိုလည်းဝิญဉ်မြင်းစည်းပြီးလှဲ့လည်နေတာတွေ့ရတတ်တယ်အခုတော့ဒါဟာဟိုတယ်ဖြစ်နေလို့ညဟိတ်နေပြီမဲ့အများစုကတော့နေမထွက်ခင်ပါပဲထွက်ပြေးကြတယ်ငါတောင်အာဖရိကက Castle of Good Hope 90ရာစုကတိဆောက်ခဲ့တဲ့ဒီခန္ဓာဟာစစ်စခန်းနဲ့အကျဉ်းတောင်ဖြစ်ခဲ့တယ်တခါကအုပ်ချုပ်ရေးမှုတဦးဟာစစ်သားတယောက်ကိုတေတံပေးခဲ့ပြီးနိုင်ပိုင်းအကြာမှာသူ့ရဲ့ရုံခန်းထဲမှာမျက်လုံးအပြူသားနဲ့ကြောက်လန့်တကြားတေဆုံးနေတာကိုတွေ့ခဲ့ရတယ်အရင်ကခန္ဓာနေရန်တွေမှာအမြဲတွေ့ရတတ်တဲ့ငိုနေတဲ့အမျိုးသမီးဟာအယိုးစုတစ်ခုကိုတွေ့ရှိပြီးနောက်မှာပျောက်သွားခဲ့တယ်။မျော်စင်ကခေါင်းလုံးဟောင်းကြီးဟာသူ့အလိုလိုမြည်တတ်တယ်။ခေါင်းလုံးရန်တရားကိုဖယ်ရှားထားပေမဲ့ဝန်ထမ်းတွေကတော့မြေအောက်ခန်းနဲ့တယောက်တည်းမသွားရဲကြဘူး။တယောက်ယောက်ကစောင့်ကြည့်နေသလိုမျိုးနဲ့လာကင်သလိုခံစားရတယ်လို့ဆိုကြတယ်။လေစကော့တလန်ကအီဒင်ဘာဂရဲတိုက်ရှေးဟောင်းတင်ချိုင်းတွေနဲ့စစ်မြေပြင်တွေပေါ်မှာတိဆောက်ထားတဲ့ဒီရဲတိုက်ဟာတဆေတွေရဲ့ဗဟိုချက်ပဲ။လူပေါင်းထောင်ကြီးဟာနှိပ်စက်ခံရတာကွက်မြက်ခံရတာနဲ့ငတ်ပြက်ပြီးဒီထဲမှာတေဆုံးခဲ့ကြတယ်လူသည့်အများဆုံးကတော့ကြောက်စရာဖြစ်ရတွေမတိုင်ခင်ပေါ်လာတတ်တဲ့ခေါင်းပြက်ပုံသီးတွေလည်းပဲဒါပေမဲ့အဆိုးဆုံးကတော့ပျောက်ဆုံးသွားတဲ့ပလွေမှုသမားပုံမြင်ပါရာစုများစွာတုန်းကသူ့ကိုမြေအောက်ဥမင်တွေထဲလေးလာဖို့လွတ်လိုက်ပြီးသူရှိတဲ့နေရာတိအောင်ပလွေမှုခိုင်းတာတယ်ဒါပေမဲ့အတန်တွေရက်သွားပြီးသူဘယ်တော့မှပြန်ပေါ်မလာတော့ဘူးအခုထိမြေအောက်ကနေပလွေတန်တက်တဲ့ကိုကြားနေတော့မယ်အဲ့ဒီအတန်နောက်ကိုလိုက်သွားသူတွေဟာလမ်းပြောက်တာဒါမှမဟုတ်ဖျားနာတာမျိုးဖြစ်တယ်ဧည့်သည်တွေဟာရုတ်တရက်အေးစိန်သွားတာအရိပ်မဲတွေမြင်ရတာနဲ့ဂေးလစ်ဘာသာစကားနဲ့တိုးတိုးပြောသံတွေကြားရတယ်။၃ပြင်းထကရှာတိုးဒီဘော်ဒီဆက်အဲ့ရကနိုးလာရဲ့ခါမျက်နာနေရာမှာအပေါက်ကြီးတွေဖြစ်နေရဲ့အစိမ်းရောင်ဝစ်စုံတဲ့အမျိုးသမီးကိုတွေ့ရမယ်လို့စိတ်ကူးကြည့်ပါ။ဒါဟာရာစုနှစ်ပေါင်းများစွာဧည့်သည်တွေကြုံတွေ့ခဲ့ရတဲ့အစိမ်းရောင်အမျိုးသမီးပါ။သူမဟာတခြားအမျိုးသားတစ်ယောက်နဲ့ဖောက်ပြန်တာကိုခင်ပွန်းကြည့်သူမိသွားပြီးနောက်အသက်ခံခဲ့ရတာပါ။သူမဟာအော်ဟစ်ရင်တေဆုံးခဲ့ရပြီးအခုထိအစိမ်းရောင်ဝတ်စုံနဲ့စင်ကြံတွေမှာညီးသွားရင်လဲလဲနေတယ်။အေးဆက်တဲ့လေတွေလေဘင်းကိုလာတိုက်တာတကားတွေဝုန်းကနေပိတ်သွားတာမျိုးတွေကြုံရတတ်တယ်။သူမရဲ့ပုတ်ပွားနေတဲ့မျက်နှာနဲ့မီးရိုးတွေပြုတ်ကျနေတာကိုမြင်ရတဲ့သူတွေလည်းရှိတယ်။နှစ်ဂျပန်ကဟီမေဂျီရေတိုက်လှပတဲ့ဒီရဲတိုက်ဖြူကြီးမှာရှေးဟောင်းကျင်စာတစ်ခုရှိနေတယ်။လူငယ်တဲ့နှစ်ပေါင်းများစွာကအိုကီကုဆိုတဲ့အစီကံမလေးဟာတန်ဖိုးကြီးပန်းခမ်းပြားတစ်ချက်ပျောက်ဆုံးမှုနဲ့ဆွတ်ဆွဲခံခဲ့ရတယ်။သူမဟာအဖြစ်မရှိပေမဲ့နှိပ်စက်ခံရပြီးရေရင်းတဲ့အပြစ်ချခံခဲ့ရတယ်။အဲဒီနောက်ပိုင်းညဘက်တွေမှာသူမရဲ့ဝိညာဉ်ကပန်းခမ်းပြားတွေရေတွက်နေတဲ့အတန်းကိုကြားရတယ်လို့ဆိုကြတယ်။တစ်နှစ်သုံးနဲ့ကိုးအထိရေတွက်တီတိုင်းသွေးပြက်စရာအော်ဟစ်ထန်ကြီးထပ်ပေါ်လာတတ်တယ်။အဲဒီရေရင်းဟာအခုထိရှိနေတုံဖြစ်ပြီးသူမနားမှာရှိနေရင်ရေတွေဟာရေခဲလိုအေးသွားတတ်တယ်။ခစ်တစ်တရေရှာဖွေသူတွေတောင်သူမအမှုထမ်းခဲ့တဲ့မျှော်စင်ထဲမှာအတန်တွေကြားရတယ်လို့အတည်ပြုထားကြတယ်။တစ်အိုင်ယာလန်ကလက်ရဲတိုင်းဒီနေရာဟာကမ္ဘာပေါ်မှာအချောက်ဆုံးနေရာလို့ပြောကြတယ်။ထောက်မာကပြည့်နှစ်တွေကအိုကာယော့မျိုးနွယ်ဆိုတွေဟာ
သူတို့မိသားစုဝင်အချင်းချင်းတပ်ဖြတ်ခဲ့ကြတယ်ဖုန်ကြီးတစ်ပါးဖြစ်ကညီကိုတော့ဆက်တူကိုတောင်ဝုပြုနေတော့နှလုံးကိုဓာတ်နဲ့ထိုးတတ်ခဲ့ကြတယ်အဆိုးဆုံးကတော့လွှတ်ဝက်အခန်းတွေကဒွိနဲ့ကြီးတဲ့ကိုလူတွေကိုပစ်ချပြီးတန်ချွန်တို့နဲ့တေးအောင်ထားခဲ့တာပါနောက်ပိုင်းမှာအဲ့ဒီနေရာကနေလူအယိုးစု150ကျော်ကိုတွေ့ရှိခဲ့ရတယ်ဧည့်သည်တွေဟာမမြင်ရတဲ့လက်တွေနဲ့တွန်းထုတ်ခံရတာဟိမ့်တန်တွေကြားရတာနဲ့မျက်လုံးနီနီနဲ့တရဝါကြီးကိုမြင်ရတယ်တဲ့ဒါဟာတရေပုံမင်းမဟုတ်ပဲအသက်အန္တရာယ်ရှိတဲ့တတွင်းကြီးကိုဖြစ်နေတာပါဒီရဲတိုက်တွေဟာတမိုင်းပင်နေရာတွေထက်ပိုပါတယ်ခြောက်ချားစရာကောင်းတဲ့နေရာတွေပါသင်ရောဒီနေရာတွေကိုတိတ်အောက်ထဲသွားရဲပါသလားမတ်မှာပြောတယ်ပါဦးဒီထက်ပိုပြီးထူးဆန်းတဲ့လွှတ်ဝက်ချက်တွေကိုတီးချင်ရင်တော့စည်ရင်သွင်းထားဖို့မမိတ်နဲ့အောင်တော့